Hello အားလုံးမင်္ဂလာပါခင်ဗျာ Wi-Fi ရဲ့ Facebook page လေးနဲ့ YouTube channel လေးတွေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဘာဝအနေနဲ့ဒီယာဒီနွေယာဒီပြစ်မှတ်တွေထဲမှာသူတို့အနေနဲ့အထူးကတော့ကွင်းလယ်ကိုကျွန်တော်တေးချေချာအာအောင်ဆက်ပြီးတော့ကွင်းလယ်ပြစ်မှတ်တွေကိုသူတို့အာအောင်ဆက်ပြီးတော့ရှာဖွေပြီးတော့ချိတ်ဆက်နေတယ်ဆိုပေမဲ့ကျွန်တော်တို့တွေမဖြစ်မနေပြန်ပြီးတော့ပြန်ကြည့်ရမယ့်နေရာတနေရာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့စန္ဒဘက်ပြဿနာပါကျွန်တော်ဒီ right back ဒီမှာကျွန်တော်ဒီ set ဟိုပြောမယ်ဆိုပါလဲleft back နဲ့ right back မှာကကျွန်တော်တစ်ဖက်မှာကကျွန်တော်ဒီ Andy Robertson ရှိတယ် Andy Robertson ကကျွန်တော်အတိုင်းအတာတစ်ခုတည်းရတာပဲဖြစ်ကျွန်တော် phone out တာပဲဖြစ်အဲ့လိုအနေထားမျိုးတွေမှာတက်စမီကဝင်ပြီးတော့ဖြည့်ပြီးတော့ကစားနိုင်တယ်တစ်ဖက်ကကျွန်တော် Trent Alexander အားလုံးနေရာမှာကျွန်တော်လည်းသူကဒီယာဒီကိုမှကျွန်တော်တို့ဒီသူ့နေရာမှာ Cameron Zero ပါကိုလည်းနောက်ယာဒီမှာပြန်ပြီးတော့အဆင်ပြေလာနိုင်ရရှိတယ်တချို့ကစားသမားတွေရှိတယ်ကျွန်တော်တို့ဒီ border team ကိုငါထွက်ပြီးတော့ကစားနေတယ်ကျွန်တော်လူငယ်ကစားသမားလေးကိုလည်းလီဗာပူးအနေနဲ့ပြန်ပြီးတော့ခေါ်မယ်ဆိုတော့အားလုံးနေရာကလည်းအတိုင်းအတာတစ်ခုထိတော့အဆင်ပြေနိုင်ကြတော့ရှိသေးတယ်အဲ့ဒီအနေထားမျိုးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီမှာမဖြစ်မနေစဉ်းစားမယ့်နေရာတနေရာရှိပါတယ်အချက်တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘာဂျန်ဗန်ဒိုင်အခုနောက်ပိုင်းမှာတော့နည်းနည်းလေးပုံစံကောင်းလေးတွေပြန်ပြီးတော့ပြလာတယ်တော်တော်လေးတော့အဆင်ပြေလာတယ်သို့ပေမဲ့လည်းအရန်ကြီးယုံကြည်စိတ်ချရတဲ့အနေထားမျိုးမှာဘာဂျန်ဗန်ဒိုင်ကမရှိတော့တဲ့အနေထားမျိုးဖြစ်တဲ့ကြောင့်မလို့သူ့နေရာအတွက်လည်းစဉ်းစားရမယ်နောက်တစ်ချက်ကကျွန်တော်အီဘရာဟီကိုနာဒီကအခုနောက်ပိုင်းမှာလီဗာပူးရဲ့ခံစစ်ကိုအဓိကဦးဆောင်တဲ့ကစားသမားလိုကိုဖြစ်လာတယ်တော်တော်လေးကိုကောင်းမွန်ပြီးတော့တစ်ချိန်ကဗန်ဒိုက်ကိုကျွန်တော်တို့ပြန်ပြီးတော့မြင်ရတဲ့အထီကိုရဲရဲရင်းရင်းနဲ့နောက်တန်းမှာရင်ဆိုင်ပြီးတော့ကျွန်တော်တစ်ဖက်ကတိုက်စစ်ကိုတိုက်ခိုက်နေတဲ့အနေအထားမျိုးဟန်တာပြီးတော့တားဆီးနေတဲ့အနေအထားမျိုးကိုကျွန်တော်တို့တွေ့ရတယ်။သို့ပေမဲ့ကျွန်တော်အီဗာဟီကိုနာဒီရဲ့ပြဿနာကဘာလဲဆိုတော့သူဟာမကြာခဏတန်ရာရလေရှိတဲ့သားသမားပါ။တန်ရာကြီးမမာကြီးကိုသူကရသွားတာမျိုးမဟုတ်ပေမဲ့လည်းကျွန်တော်ဒီယာဒီမှာပဲကြည့်ကိုနာဒီအနေနဲ့3ချိန်လောက်ကိုသူတန်ရာရပြီးတော့ပွဲစဉ်အချို့ကိုလွဲချော်ခဲ့တာမျိုးကျွန်တော်တွေ့ရမှာဖြစ်တယ်။ရာနှုန်းမျိုးအသေးနဲ့ပါဝင်နိုင်တဲ့အနေအထားမျိုးမရှိဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုနာဒီနေရာအတွက်လည်းကျွန်တော်တို့စဉ်းစားရမယ်အဲ့တော့ဗန်ဒိုက်နေရာရောကိုနာဒီနေရာတို့နှစ်ခုလုံးစင်တာဘက်အတွက်အဆင်ပြေမဲ့ကစားသမားတွေကိုလီဗာပူးကအရန်ကြီးသတင်းမထွက်ဘူးဆိုပေမဲ့အခုချိန်မှာတော့နည်းနည်းလေးတေချာသလောက်နဲ့အချိန်တိုင်းတာတစ်ခုတွေသတင်းထွက်ထားတဲ့ကစားသမားတွေကျွန်တော်တွေ့ရတယ်အဲ့ဒီကစားသမားတွေကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Sporting Lisbon မှာကျွန်တော်တို့တွေဂွန်ကာလိုကိုလည်းလီဗာပူးကစောင့်ကြည့်တယ်ဆိုတဲ့သတင်းတွေတွေ့ရတယ်ဒါပေမဲ့ဂွန်ကာလိုရဲ့အပြောင်းအရွှေ့စိတ်ကလည်းတော်တော်လေးကိုအခြေအနေထားမျိုးမိနစ်မပေးရမယ့်အနေအထားမျိုးမှာရှိတယ်ဗျအဲ့ဒါကြောင့်ကျွန်တော်အတင်းအကျပ်တော့သတင်းထွက်တာတော့မရှိသေးဘူးသို့ပေမဲ့ကျွန်တော်ထင်တာတော့50နဲ့60ကြားလောက်ခံမှန်းကြည့်ကျွန်တော်ပြောပြရမယ်ဆိုရင်50 60လောက်မဟုတ်40နဲ့60ကြားလောက်မှာရှိမယ်အဲ့ဒီကြားထဲမှာရှိမဲ့အတွက်ကြောင့်မို့သူ့ရဲ့ပြောင်းရွှေ့စိတ်ကလည်းတော်တော်လေးကိုမိနစ်ရှိရတဲ့အတွက်ကြောင့်မို့လို့လီဗာပူးအနေနဲ့အဓိကသူတို့ကကွင်းလယ်ပြဿနာကိုဖြေရှင်းရမှာဖြစ်တဲ့ကြောင့်မို့ဒီကစားသမားကိုခေါ်ယူဖို့ကလည်းနည်းနည်းခက်တယ်နောက်ထပ်ကကျွန်တော်တယောက်ကကျွန်တော်တို့ဒီအခုလက်ရှိအချိန်မှာကျွန်တော်တို့ဒီချက်စီကနေပြီးတော့ Brighton ကိုငှားထွက်ပြီးကစားနေတဲ့ကျွန်တော်တို့ဒီ Liverpool ရဲ့ဒီကစားသမားလေးကဒီလူငယ်ကစားသမားလေးကလီဗာပူးနဲ့သတင်းထွက်တာတော်တော်လေးကြာပြီလီဗာပူးစူးစမ်းနေတဲ့အရေးအယောင်လည်းတွေ့ရတယ်။သို့ပေမဲ့ဒီကစားသမားလေးကိုချက်စီအနေနဲ့ရောင်းချခြင်းလားဆိုတဲ့အနေအထားမှာတော့တိတ်ပြီးတော့ရောင်းချခြင်းတဲ့အနေအထားမျိုးကမရှိဘူး။ကျွန်တော်ချက်စီနီးပြတဲ့ကျွန်တော်ပိုချက်တီလိုအနေနဲ့ကကျွန်တော်လီဗီကိုဝဲကိုဆက်ပြီးတော့ထိန်းထွားနိုင်ခြင်းရှိတယ်။အားကြောင့်မို့လို့နည်းနည်းလေးတော့ခက်တယ်။သို့ပေမဲ့လည်းလီဗာပူးအနေနဲ့ကအခုချိန်မှာအနည်းဆက်ဆုံးကကျွန်တော်တို့ဒီလီဗီကိုဝဲကိုတည်တည်ချာချာအအောင်ဆိုင်ပြီးလိုက်နေတဲ့အနေအထားမျိုးဖြစ်တဲ့ကြောင့်မို့လီဗီကိုဝဲကတော့လီဗာပူးနောက်တန်းအတွက်ဖြစ်လာနိုင်မျိုးရှိတယ်ကျွန်တော်လည်းသဘောတော့ကြားရတယ် Brighton မှာအကောင်းဆုံးစွမ်းဆောင်ရည်တွေပြထားတာမျိုးကိုတွေ့ရတယ်ဒါကြောင့်မို့လို့လီဗီကိုဝဲကိုတော့ကျွန်တော်သဘောကျတယ်လီဗာပူးကိုရောက်လာတော့တကယ်ကောင်းတယ်တခြားတော့ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီအခြားအလွတ်နဲ့ရနိုင်ရရှိတဲ့ကစားသမားတွေကိုသူတို့တွေချိန်ရွယ်မှုတော့ရှိတယ်အဓိကပြဿနာကဘာဖြစ်နေလဲဆိုတော့လီဗာပူးအနေနဲ့ကသူတို့အတွက်ကစန်နာဘက်ဆိုတဲ့ပြဿနာကကွင်းလယ်ပြဿနာကိုဖြေရှင်းပြီးမှသာသူတို့ကဒီစန်နာဘက်ကိုထပ်ပြီးတော့ဘယ်လောက်ထိငါတို့သုံးတင်လဲဘယ်လောက်ထိငါတို့သုံးရနိုင်ရရှိလဲဆိုတဲ့အနေအထားမျိုးမှာသူတို့ကဆက်ပြီးစဉ်းစားဖို့ရှိတယ်ဒါကြောင့်မလို့လက်ရှိအခြေအနေထားမှာကလီဗာပူးအနေနဲ့ကစန်နာဘက်ပြဿနာကိုအရန်ကြီးအာရုံမစိုက်နိုင်သေးတဲ့အနေအထားမျိုးတော့ရှိတယ်။သို့ပေမဲ့လည်းစန်နာဘက်တယောက်ကိုတော့မဖြစ်မနေကိုလီဗာပူးအနေနဲ့ခေါ်ယူသွားဖို့ရှိရတယ်လို့သိရတယ်။ဒါကြောင့်မလို့ဘာလို့ဖြစ်လာမလဲဆိုတော့စိတ်ဝင်စားဖို့စောင့်ကြည့်ရမယ်။လက်ရှိအချိန်မှာလီဗာပူးနဲ့သတင်းထွက်ထားတဲ့ကစားသမားတွေကတော့ကျွန်တော်တို့ဒီSporting ကကျွန်တော်တို့ဒီ NRC ကိုကျွန်တော်တို့ Chelsea ကနေ Brighton ကိုထွက်ပြီးတော့အငှားကစားနေတဲ့ကျွန်တော်တို့ Liverpool ပဲနောက်ထပ်ကျွန်တော်တို့ဒီအစောပိုင်းဒီမှာတော်တော်လေးသတင်းထွက်ခဲ့တာကလိုက်စစ်ရဲ့ကစားသမားကဗာဒီယိုကိုလီဗာပူးကတော်တော်လေးသတင်းထွက်ခဲ့ပေမဲ့လည်းဒါကကျွန်တော်ပြောချင်တာကတကယ်လုံးဝမဖြစ်နိုင်တဲ့အနေအထားမျိုး။ဘာကြောင့်လဲဆိုတော့ကဗာဒီယိုရဲ့တန်ကြီးကကြောက်ခမန်းလီလီကိုကြောက်ဖို့ကောင်းပါတယ်80နဲ့90ကြားမှာရှိတယ်။လက်ရှိချိန်မှာကဗာဒီယိုကိုတကယ်အနည်းဆုံးလိုင်းနေတာကကျွန်တော်တို့ဒီ Manchester City ရဲ့နီးပြကြီးပတ်ကွာတွေလို့ဖြစ်တယ်။သူကဒီနောက်တန်းမှာတကယ်လိုချင်တဲ့နီးစပ်တာလည်းဖြစ်နိုင်ရရှိတာကလည်းကျွန်တော်တို့ဒီ Manchester City နဲ့ပဲကိုးစားကဗာဒီယိုကဖြစ်သွားဖို့များတယ်ကျွန်တော်တို့လီဗာပူးနဲ့ကတော့တော်တော်လေးအလှမ်းဝေးတယ်လို့ပြောမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လီဗာပူးရဲ့လက်ရှိအသုံးစိမ့်နဲ့ရလာမဲ့အသုံးစိမ့်နဲ့ပြန်ပြီးခေါ်ရမယ့်အနေအထားမျိုးကအဓိကကွင်းလယ်ကိုပဲတေချာပေါက်အင်အားဖြစ်တင်းသွားဖို့လှုပ်ဆောင်မှာဖြစ်တဲ့ကြောင့်မလို့စန္ဒဘက်နေရာကိုအဲ့လောက်ထိငွေကြေးအများကြီးသုံးနိုင်တဲ့အနေအထားမျိုးမှာမရှိတဲ့အတွက်ကြောင့်မလို့
ကဗာဒီယိုကလည်းလီဗာပူးနဲ့တိတ်ပြီးမဟုတ်ပါဘူးတော်တော်လေးကိုမဖြစ်နိုင်တဲ့အနေအထားမျိုးမှာရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ထင်ကတော့လီဗီကိုဝဲနဲ့ကျွန်တော်တို့ဒီNRC ကိုတရားရောက်တော့အဲ့ဒီ2ယောက်တောင်မှတော်တော်လေးနည်းနည်းဝေးသေးတယ်ဗျာစိတ်ဝင်စားတဲ့အထက်မှာတော့ပါတယ်နည်းနည်းလေးစိတ်ဝင်စားတဲ့အနေအထားမှာတေချာသလောက်ရှိရကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပြောပြပြရဖြစ်တယ်။ဘာကြောင့်ဒီစိတ်ဝင်စားတာတေချာလဲဆိုတော့ဒီကစားသမားတွေကိုလီဗာပူးရဲ့ကင်းနောက်တွေအခြေအတိုင်းအတာတစ်ခုထိလိုက်ပြီးစောင့်ကြည့်နေတယ်။တပွဲလဲမဟုတ်ဘူးနှစ်ပွဲလဲမဟုတ်ဘူးကျွန်တော်ပေါ်တူဂီရဲ့ကျွန်တော်စပိုတီရဲ့ပွဲစဉ်တွေကိုလည်းလီဗာပူးရဲ့ကင်းနောက်တွေတောက်လျှောက်လိုက်ကြည့်နေဆိုတော့လည်းသိရတယ်။ Brighton ရဲ့ပွဲစဉ်တွေကိုလည်းကျွန်တော်လီဗီကိုဝဲကိုကြည့်ဖို့အတွက်တောက်လျှောက်လိုက်ပြီးတော့စကောက်တင်တွေချပြီးတေချာစောင့်ကြည့်နေဆိုတာသိရတဲ့အတွက်ကြောင့်မို့ဒီကစားသမားတွေကတေချာတော့ရှိတယ်။ကနမာရီရောတော့လုံးဝမဖြစ်နိုင်တဲ့အနေအထားမျိုးကိုရောက်သွားပြီဖြစ်ပါတယ်။ဒါကတော့ညီကိုတို့ကိုကျွန်တော်ပြပြပေးတာကလီဗာပူးရဲ့ဆန်နာဘက်ပြဿနာနဲ့ဖြစ်လာနိုင်ခြေရှိတဲ့ကစားသမားတချို့ပါတေချာတဲ့အရေးမြစ်တွေတေချာတဲ့သတင်းတွေထပ်ပြီးတော့တွေ့ရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ထပ်ပြီးတော့ညီကိုတို့ကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Jazz ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသတင်းဆောင်မတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြတာပေါ့ Goodbye